မင်္ဂလာပါဒီနေ့ကျွန်တော်ကအပိုင်း၃ပိုင်းခွဲပြီးတော့မှပြောချင်ပါတယ်ပထမဆုံးကမိဘတွေနဲ့ပတ်သက်ပြီးတော့မှပြောချင်ပါတယ်မိဘတွေပြီးခဲ့တဲ့မိဘတွေကတော့ဒါကျွန်တော်တို့နဲ့အတူတူတစ်နှစ်လုံးဖြတ်တန်းပြီးသွားပြီပေါ့နော်အခုမိဘအစ်စ်လေးတွေလည်းရှိပါတယ်ကျွန်တော်တို့နဲ့အတူတူဖြတ်တန်းရတဲ့အခါမှာမိဘတွေအနေနဲ့ပထမဆုံးအနေနဲ့ခက်ခဲတယ်ဆိုတာကျွန်တော်တို့အပြည့်အဝနားလည်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့လင်မယားအရန်ကိုကွာကြီးကွာကြနိုင်ပါတယ်တချို့တော့အရာတွေမှာစီကံတင်ကြတာမျိုးတွေအရန်ရှိခဲ့ပါတယ်အဲ့ဒါလည်းကျွန်တော်တို့ရဲ့ဒီအစာရရီမန်းချက်ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့စာတွေတင်မကပဲနဲ့ကလေးတွေအတွက်ဒီဘဝကိုရင်ဆိုင်တဲ့အခါမှာရင်ဆိုင်နိုင်ဖို့ပြီးတော့အထူးသဖြင့်မိဘတွေပေါ်မှာတည်တတ်တဲ့သားသမီးတွေဖြစ်လာဖို့ကျွန်တော်တို့လင်မယားအားသွန်ခွန်ဆိုင်စူးစမ်းရုန်းကန်ပြီးတော့မှဒီကလေးတွေကိုပြုစုပြောထောင်ပါတယ်ကျွန်တော်တို့စာတစ်ခုတည်းရရင်ပြီးရောဆိုပြီးတော့မှကျွန်တော်တို့မပြောထောင်ပါဘူးအဲ့ဒီအတွက်ကြောင့်မလို့တချို့တော့အရာတွေမှာတချို့ကလေးတွေမှာရော့နေတာတွေ့ရင်ကျွန်တော်တို့အရန်ဆွဲတင်ပါတယ်ဆွဲတင်ခံရတဲ့ကလေးရောမိဘရောပင်ပန်းရပါတယ်အဲ့ဒါကိုကျွန်တော်တို့နားလဲပါတယ်အဲ့တော့ပြီးခဲ့တဲ့မိဘတွေကိုလည်းကျွန်တော်တို့အဆရာအနေနဲ့ဇောတွေမောတွေနဲ့သွားနေတဲ့အချိန်မှာအပြစ်တွေလောက်ခဲမိတာရှိရင်နားလည်ခွင့်လုပ်ပေးဖို့ဒီနေရာကနေပြီးတော့မှကျွန်တော်တို့တောင်းပန်ပါတယ်နောက်ပြီးတော့တချို့မိဘတွေဆိုလို့ရှိရင်အသက်ကျွန်တော်တို့ထက်အများကြီးကြီးတဲ့မိဘတွေပါပါတယ်အဲ့ဒီအခါမှာကျွန်တော်တို့အနေနဲ့ကလေးကိုဆွဲတင်တဲ့အခါမှာမိဘတွေနဲ့ထိတ်တိုက်ရင်ဆိုင်ရပါတယ်အဲ့ဒီအခါမှာကျွန်တော်တို့အလျှော့ပေးလို့မရပါဘူးအဲ့အရာတွေအတွက်လည်းကျွန်တော်တို့ဒီနေ့မိဘတွေကြိုပြီးနားလည်ပေးဖို့လည်းမြတ်တာရက်ခံပါတယ်နောက်တစ်ခုကကျတော့ကျောင်းသားတွေပေါ့နော်ကျောင်းသားတွေကကျတော့ဒီဖြတ်တန်းမိတဲ့ကျောင်းသားတွေလည်းရှိတယ်လို့အခုရောက်လာတဲ့ကျောင်းသားတွေလည်းရှိတယ်ဖြတ်တန်းမိတဲ့ကျောင်းသားတွေကတော့ဒီအဆိုင်ရတန်ဖိုးကိုနားလည်ပြီးသားဖြစ်တယ်လို့မျိုးပဲအခုလက်ရှိရောက်နေတဲ့ကျောင်းသားတွေကလည်းနားလည်ဖို့စူးစမ်းနေရတယ်ဆိုတာဆရာမတို့အပြည့်အဝနားလည်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့စူးစမ်းပြီးတော့မှဖြတ်တန်းကြည့်ပါစူးစမ်းပြီးတော့မှနေကြည့်ပါတနေရာမှာငါစစ်မပြေဘူးဆိုပြီးတော့မှနောက်ဆုတ်ပြီးတော့မှမပြန်သွားဘဲနဲ့ဒီအဆရာပေးနေတာဘာလဲဆိုတာအရင်တွေ့အောင်ရှာပြီးတော့မှရအောင်ယူသွားကြပါလို့ဆရာမပြောချင်ပါတယ်အခုဒီအဆရာရောက်လာတယ်ဆိုလို့ရှိရင်မိဘတွေရောကလေးတွေရောကဘာအစ်စ်ကိုရောက်လာတယ်လို့မျိုးပဲအင်မတန်မှကိုအစအနေအကုန်လုံးပြန်စားရပါတယ်ကလေးတွေကလည်းအစအနေပြန်စားရတယ်ဆရာမနဲ့ဆရာနဲ့ကဘာလို့ခြင်းမလဲမသိဘူးဒါပေမဲ့သူတို့စူးစမ်းပြီးမှရုန်းကန်ပြီးတော့မှပေးဖို့ရစူးစမ်းကြတယ်မိဘတွေကလည်းအဲ့ဒီနီး၎င်းပဲစူးစမ်းပြီးတော့မှရုန်းကန်ပြီးတော့မှပေးကြတယ်အဲ့အတွက်လည်းသားတို့သမီးတို့ဆရာမကျေးဇူးအများကြီးတင်ပါတယ်နောက်ပြီးတော့အရင်တစ်နှစ်ကကလေးတွေပေါ့နော်ဆရာနဲ့ဆရာမနဲ့ကဒီတစ်နှစ်သားတို့သမီးတို့လက်ခံလိုက်ပြီဆိုတာနဲ့တစ်နှစ်လုံးစာကိုဆရာမတို့ကထမ်းထားရတာဖြစ်တယ်ဒီကလေးတွေကျောင်းပြီးတဲ့အချိန်ဆောင်းပွဲပြီးတဲ့အချိန်မှာကောင်းမွန်တဲ့ result ရဖို့ဆရာမတို့ကရင်မကြီးနဲ့ထမ်းပြီးတော့မှအလုံးလုံးနေရတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မလို့တချို့နေရာတွေမှာဆရာမတို့ကပြုံချိုနဲ့မပြောနိုင်တာတွေရှိကောင်းရှိမယ်နောက်ပြီးတော့ဆရာမတို့တန်းကင်ကြွယ်ရတဲ့ခါကြီးရှိကောင်းရှိမယ်ဒါပေမဲ့မနေ့ကကလေးတွေစင်ပေါ်မှာတချင်းတိုက်တော့ဆရာမမျက်ရည်ဝဲပါတယ်ဆရာမကလေးတွေကိုဆရာမတတိရပါတယ်အရင်တနေ့ကကလေးအရန်လိမ့်မှာပါတယ်အထူးသဖြင့် main ကလေးပေါ့နော်ယောက်ျားလေးလည်းတိတ်လိမ့်မှာ main ကလေးအခုချိန်ဒီကိုဆရာမကိုမြင်တာနဲ့ယူတည်လေးစားမှုအပြည့်ရှိတယ်နောက်ပြီးတော့မှဒီအဆရာပေါ်မှာတမိုးထားတာကိုဆရာမအပြည့်အဝမြင်ရတယ်ပေါ့နော်အဲ့ချိန်မှာဆရာမပီတိဖြစ်တယ်ဆရာနဲ့ငါကြာနဲ့ငါနဲ့လောက်ခဲ့တာနေရာလေးတစ်ခုတော့ရတာပဲပေါ့ကျွန်တော်တို့လိုချင်တဲ့နေရာဒီသွားချင်တဲ့နေရာဒီအဲ့နေရာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့အရင်တစ်နှစ်ကကလေးတွေရောရှင်းနှစ်ကကလေးရောဆရာဟောဆရာမကအမြဲတမ်းတကားဖွင့်ထားပါတယ်အမြဲတမ်းလည်းတတိရပါတယ်နောက်ဆုံးအနေနဲ့ကတော့ဆရာကြီးဆရာမကြီးများဒီကလေးတွေအကုန်လုံး
ဒီလိုထူးချွန်အောင်လို့တင် जा ပြသပေးခဲ့တဲ့ဆရာကြီးဆရာမကြီးရဲ့အကုန်လုံးကိုကျွန်တော်တို့ SIR ကနေပြီးတော့မှကျေးဇူးအထူးပဲတင်ရှိပါတယ်ဒီဆရာကြီးဆရာမတွေအားမပါပဲနဲ့ဒီကလေးတွေဒါမျိုးမဖြစ်ပါဘူးကျွန်တော်တို့နှစ်ယောက်တည်းသွားပြီးတော့မှလည်းဒီကလေးတွေဒါမျိုးထူးချွန်တဲ့ကလေးတွေမဖြစ်ပါဘူးဒီဆရာမတွေကပူပေါင်းပါဝင်ပေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ထူးချွန်တဲ့ကလေးတွေမွေးထုတ်နိုင်တာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်ဆရာကြီးဆရာမတွေကိုလည်းကျွန်တော်ဒီနေရာနေပြီးမှကျေးဇူးအရန်တင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်